FPS ဆိုတာပါတယ်ဘာကြောင့်ရေးကြည့်ရလဲ FPS ကဘာမို့လဲလက်ပြီးပဲဘာသာတို့ FPS ကို game ထဲမှာမကြာခဏကြာရတဲ့ short form word ကိုဖြစ်ပါတယ်ဥပမာ FPS game တွေပေါ့ CS2 Valorant Call of Duty Fortnite PUBG game တွေမှာ FPS ကဘာလို့ရေးကြည့်ရလဲဘရိုက PUBG ထဲမှာ FPS 60ရှိရတဲ့ထားဘရို FPS 120ရှိရတဲ့နဲ့တွေ့ရင်ဘရိုက FPS 120ရှိရတဲ့ဘက်က gameplay မှာဘိုးဘိုးပြပြပုံမြင်ရမှာအဲ့တော့ brother တို့မသိလိုက်ခင်မှာတစ်ဖက်က brother တို့မြင်နေရပါဘူးအဲ့ဒါဆိုရင် bro game ထဲမှာ FPS ကဘယ်လောက်ရေးကြည့်ရဆိုတာသိတော့မှထင်ပါတယ်ရုပ်ရှင်လုံးခံစားရတဲ့ video ရှိတယ်ဘာကြောင့်လဲသိလား FPS ဆိုတာကတစ်စက္ကန့်မှာမြင်ကွင်းပဲတစ်ခုပြရတယ်ဆိုတာပါ FPS ရဲ့ long time ကတော့ frame per second ပေါ့24 FPS ဆိုရင်ရုပ်ရှင်လုံးခံစားရရတယ်30 FPS ဆိုရင် YouTube နဲ့ TV အတွက်ပုံမှန်ဖြစ်တယ်60 FPS ဆိုရင် smooth ဖြစ်ပြီး slow motion အတွက်ကောင်းပါတယ်120ဆိုရင်တော့ slow motion အတွက်အကောင်းဆုံးပေါ့။ဖုန်းနဲ့ရုပ်ရှင်လိုလုပ်ပြရခြင်း 4K 24 FPS ကိုသုံးပါဒါကတော့မသိရင်သိထားဖို့ကောင်းတဲ့ filmmaking knowledge ကိုဖြစ်ပါတယ်။သိချင်တာရှိရင်လည်း comment မှာမေးထားလို့ရပါတယ်ကျွန်တော်ဒီလောက်ပြင်နေရှင်းပြပေးပါမယ်။ Thanks for watching အားလုံးကျေးဇူးတင်ပါတယ်